ဒီကောင်လေးကတရေမြင်နိုင်တယ်တို့ဒါပေမဲ့သူကအမဲထားမမြင်ချင်အောင်ဆောင်နေခဲ့တယ်ဒီနေ့တော့မတော်တဆသူမျက်လုံးနဲ့တရေမလေးတစ်ကောင်ရဲ့မျက်လုံးချင်းစုံပြီးသွားတယ်တရေကသူ့နားကိုတဖြည်းဖြည်းကတ်လာတာကိုလည်းကောင်းလေးကလုံးဝဂယုမဆိုင်ပဲဆက်နေခဲ့တယ်တရေကသူ့ကိုယ်ထဲဝင်ဖို့စ조사တော့ပဲကောင်းလေးကလက်ဝါးနဲ့ရိုက်လိုက်ပြီးမလာနဲ့လို့ပြောလိုက်တယ်တရေကလည်းတောင်းပန်ပြီးနောက်ဆိုသူ့အိမ်ဘက်လုံးဝမလာတော့ပါဘူးလို့ကြည်ပေးသွားတယ်ဒီကောင်လေးကငငယ်လေးရတဲ့ကတရေမြင်နိုင်ခဲ့တာဖြစ်ပြီးသူ့ရဲ့အိမ်မက်ကဒေါ်လာတန်းရှာဖို့ပဲသူကတရေတွေကိုတိုက်ခိုက်ပြီးမောင်းထုတ်ပေးတဲ့အလုပ်တွေပိုက်ဆံရှာတယ်ဒီအလုပ်ကနေပိုက်ဆံကောင်းကောင်းရပြီမဲ့သူကအစွမ်းထက်တဲ့တရေတွေကိုတော့ကြောက်တယ်ဒါကြောင့်အားနေတဲ့တရေတွေနဲ့ပဲရင်းဆိုင်တိုက်ခိုက်တယ်နှစ်ပေါင်းများစွာကျူးစားပန်းစားလုပ်ခဲ့ပြီးမဲ့ဒေါ်လာ3သိန်းပဲစုမိသေးတယ်ဒေါ်လာ1 သန်းပြည့်ဖို့ဆိုရင်နောက်ထပ်12နှစ်လောက်ထပ်လို့ဦးမယ်အဲ့ဒီလိုနေ့တနေ့မှာတော့ကောင်မလေးတယောက်စီကနေအထက်တန်းကျောင်းတစ်ကျောင်းကတရေမောင်းထုတ်ပေးဖို့ရဲ့ဒေါ်လာ1 သန်းပေးမယ်ဆိုတဲ့မက်ဆေ့ရောက်လာတယ်သူလည်းတိတ်မစင်စားပဲလက်ခံလိုက်တယ်အဲ့ဒီရောက်တော့ကွန်ပျူတာခန်းထဲမှာရက်မြည်တဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီကောင်မလေးကရုတ်တရက်ပျောက်ကွယ်သွားပြီးသူ့နောက်မှာပြန်ပေါ်လာတယ်ကောင်းလေးကဒါဒေါ်လာ1 သန်းတန်တရေပဲလို့ထင်ပြီးသူဘာမှမပြောရသေးခင်မှာပဲအဲ့ဒီကောင်မလေးကိုတိုက်ခိုက်လိုက်တယ်တရေကိုမြေပြင်ပေါ်လဲကျသွားအောင်လှုပ်လိုက်တာနဲ့သူကငိုပြီးနှလုံးရောဂါဖြစ်နေပြီလို့ပြောတယ်ကောင်းလေးကသူ့အခြေတွေကိုတွားကြည့်တော့ကောင်မလေးကသူ့မျက်လုံးတွေကိုထိုးပြီးပြင်းပြင်းထန်ထန်ပြန်ထိုးနာတော့တာပဲရှမ်းပင်တွေကိုဆွဲပြီးခေါင်းကိုနေရန်နဲ့စောင့်လိုက်တယ်ဒါနဲ့သူလည်းကြောက်လန့်တကြားထွေးပြေးရတော့တာပေါ့ထွက်သွားတော့ကောင်မလေးကစားအုပ်ကြောင်နဲ့ပစ်ပေါက်ပြီးပြန်မလာနဲ့လို့ချင်းချောက်လိုက်ပါတော့တယ်